ကျွန်တော်ဟာဝတ္ထုတစ်ပုဒ်ထဲကနာမည်မရှိတဲ့စပိုးစက်ကောင်တယောက်ဖြစ်ကူးပြောင်းရောက်ရှိလာခဲ့တဲ့ဇလိုက်မင်းသားနဲ့မင်းသမီးတို့တောက်ပဖို့အတွက်လှေကားတစ်ခုလိုအတုံးချခံရပြီးနောက်ဆုံးမှာတေးဆုံးသွားရမယ့်အမျိုးသမီးစပိုးစက်ကောင်ရဲ့ကံကြမ္မာကိုတိလိုက်ရတဲ့အခါမှာတော့ကျွန်တော်ရဲ့ကဲတင်ရှင်စိတ်ဓာတ်တွေနိုးကြလာခဲ့ပါတယ်စနစ်ရဲ့တတိပေးချက်တွေကိုလစ်လျူရှုပြီးသူမကိုကဲတင်ဖို့ကျွန်တော်ရွေးချယ်ခဲ့တယ်သူမရဲ့ကျွန်တော်ပေါ်ထားတဲ့တန်ရောစင်ကတရားပြည့်သွားတာနဲ့သူမဟာဒီဝတ္ထုတွေကဗီလိန်တယောက်ဖြစ်တတ်မှတ်ခံရတဲ့ကံကြမ္မာကနေလွတ်မြောက်ပြီးတာမန်လူတယောက်လိုအေးအေးချမ်းချမ်းနေထိုင်သွားနိုင်မှာဖြစ်တယ်လို့ကျွန်တော်ကလည်းစနစ်စီကနေစုကြေးငွေ$9တန်းရရှိမှာပဲဖြစ်ပါတယ်ဒါမှလည်းကျွန်တော်ကကိုယ့်ရဲ့မူလကဘာစီကိုဘာမှပူပင်စရာမရှိပဲပြန်သွားနိုင်မှာပါဒါကြောင့်ပဲကျွန်တော်ဟာရှန်ရှောင်းဝေးရှင်စားရဝေးရဲ့နောက်ွယ်ကအရေးတစ်ခုလိုအမြဲတမ်းတကောက်လိုက်ပါခဲ့ပါတယ်သူမရဲ့ကုမ္ပဏီအလုပ်တွေကအရန်ကိုအလုပ်များလုံးတာကြောင့်သူမရဲ့ဝင်ထုတ်ဝင်ပိုးတွေကိုကူညီလျှော့ချပေးနိုင်ဖို့သူမရဲ့ကိုရေးကိုယ်တာလက်ထောက် personal assistant ဖြစ်အလုပ်ဝင်ခဲ့ပါတယ်အချိန်ပိုတွေခဏခဏဆင်းရလွန်းလို့သူမရဲ့ခါးနဲ့ပခုံးတွေနာကျင်တဲ့အခါမှာလဲကျွန်တော်ရဲ့ကိုယ်ပိုင်ငွေကိုအကုန်ကြခံပြီးထိုင်းနိုင်ငံအထိလေရင်စီးသွားကအကောင်းဆုံးထိုင်းနေပညာရက်တွေကိုတင်ယူခဲ့ပါတယ်ဒါဟာသူမနေထိုင်မကောင်းဖြစ်တဲ့အချိန်တိုင်းမှာသူမရဲ့ပခုံးနဲ့ခြေထောက်တွေကိုနှိပ်ပေးနိုင်မှုအတွက်ပဲဖြစ်ပါတယ်မိုးတောက်ရန်ချိန်မှာသူမကမြို့ပြင်ကဝန်တုံဝန်ထမ်းစားခြင်းတယ်လို့ပြောလိုက်တဲ့အခါမှာလဲကျွန်တော်ကတက်ဆီငှားလို့မရတာနဲ့ပဲတဲမဲရွာနေတဲ့မိုးထဲမှာသူမအတွက်အဲ့ဒါလေးဝယ်ပေးဖို့10 ကီလိုမီတာဝေးတဲ့ခရီးကိုအာတင်ပြီးလမ်းလျှောက်သွားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ပင်ပန်းနဲ့စူးစောင်းလာခဲ့တဲ့သူမရဲ့တန်ရောစင်ရမှတ်ကို19ရောက်ခန့်နီးမှာပဲဆက်လိုက်မင်းသားကကျွန်တော်ရှိတင်သူမကိုအတင်းကျပ်နမ်းလိုက်ပါတော့တယ်သူမရဲ့တန်ရောစင်ရမှတ်တွေကချက်ချင်းဆိုသလိုသူများအထိထိုးကျသွားလိမ့်မယ်လို့ဘသူကထင်ထားမှလဲစနစ်ကကျွန်တော်ကိုအားကိုးရမယ်ဆိုတာနဲ့ဒါဟာတတိယအကြိမ်ရှိပြီနော်မင်းဆက်လုပ်ချင်သေးရဲ့လားလို့မေးခဲ့တယ်ကျွန်တော်ရဲ့နှလုံးသားကတော့တေလူတယောက်ရဲ့ပြားလိုမျိုးအေးဆက်လို့သွားခဲ့ပါပြီကျွန်တော်ကောင်းကိုတွင်ခိုင်ရန်တော်ပြီးကျွန်တော်ကိုအိမ်ပြန်ပို့ပေးပါတော့ကျွန်တော်ကိုလွမ်းလာပြီလို့ပြောလိုက်ပါတော့တယ်အမေလို့ပြောလိုက်တဲ့အချိန်မှာပဲကျွန်တော်လဲကျသွားခဲ့ပြီးရှန်ရှောင်းဝေးဟာမယုံကြည်နိုင်တဲ့အကြည့်တွေနဲ့ကျွန်တော်ကိုမော့ကြည့်ရင်သူမမျက်နှာမှာအကြီးကျယ်ထိတ်လန့်တုန်လှုပ်မှုတွေဖြစ်ပေါ်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူမဟာနိုင်ငံကျော်ထိတ်တန့်မင်းသမီးဆိုတဲ့ဂုံပုတ်ကိုတောင်ဂယုမဆိုင်နိုင်တော့ပဲမြေပြင်ပေါ်မှာဒူးထောက်ပြီးသူမကိုထားမသွားဖို့ကျွန်တော်ကိုငိုယိုတောင်းပန်ပါတော့တယ်လွန်ခဲ့တဲ့3ရက်ကကျွန်တော်ဟာရှန်ရှောင်းဝေးနဲ့အတူသူမရဲ့အတန်းဖော်ဟောင်းပြန်လည်ဆုံစည်းပွဲကိုလိုက်သွားခဲ့ပါတီပွဲအတွင်းမှာဇက်လိုက်မင်းသားလူမင်းဟာ Trother Dale ကစားပွဲမှာရှုံးနိမ့်သွားခဲ့တယ်သူဟာအခန်းထဲမှာရှိတဲ့စန့်ကျင်ဘက်လိန်တအူးကိုရွေးချယ်ပြီးနမ်းရမှာဖြစ်ပါတယ်သူကကျွန်တော်ရဲ့စစ်ဆက်ထားသူရှန်ရှောင်းဝေကိုချက်ချင်းပဲရွေးချယ်လိုက်ပါတယ်အဲ့ဒါကိုမြင်လိုက်ရတဲ့အခါဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါရှန်ရှောင်းဝေရဲ့တငယ်ချင်းတွေကတယောက်ပြီးတယောက်ကျွန်တော်ဘက်ကိုလှည့်ကြည့်လာကြပါတယ်ဒါကကစားပွဲတစ်ခုတက်ပဲလေငါတို့ခဲအိုကစိတ်မရှိပါဘူးမဟုတ်လားတဲ့ကျွန်တော်တခုခုပြန်မပြောခင်မှာပဲရှန်ရှောင်းဝေကကျွန်တော်ပခုံးပေါ်လက်တင်လိုက်ပြီးဥအောင်ပြောလိုက်ပါတယ်ငါ့ကိုအဲ့ဒီလိုယွန်းစရာကောင်းတဲ့လက်ကွက်တွေနဲ့လာမဆန်းနဲ့ဒီမြင်ကွင်းကြောင့်သူမရဲ့တငယ်ချင်းတွေဟာတုံ့လှုပ်သွားကြပြီးကျွန်တော်ကိုရှန်ရှောင်းဝေလိုမျိုးကျေပွင့်မင်းသမီးတယောက်ရဲ့မျက်နှာသာပေးမှုကိုရထားတာတော်တော်ကန်ကောင်းတာပဲလို့ပြောကြပါတယ်ဒါပေမဲ့သူတို့မသိတာကကျွန်တော်ပခုံးကိုသူမကနာကျင်လောက်တဲ့အထိအားနဲ့ညှစ်ထားတာပါကျွန်တော်ကသူမကိုအတနာခံတဲ့မျက်ဝန်းတွေနဲ့ကြည့်လိုက်တဲ့အခါမှာတော့သူမကကျွန်တော်ကိုလုံးဝတတိမထားမိတော့ပဲလူမင်းကိုပဲစူးစိုက်ကြည့်နေခဲ့ပါတယ်လူမင်းဟာအကြောင်းလုံးကမိန်းကလေးတွေကြားမှာအသက်ဆွဲဖြစ်ခဲ့သူပါလူတိုင်းကလည်းသူ့ကိုမြ мян ဆက်ဆံပဲတယောက်ကိုနမ်းလိုက်ဖို့ဝိုင်းပြီးမြောက်ပင့်ပေးနေကြပါတယ်လူမင်းရဲ့မျက်ဝန်းထောင်းတွေမှာမျက်ရည်တွေဝဲတက်လာခဲ့တယ်သူကအတင်းကျပ်ပြုံးလိုက်ပေမဲ့သူ့ရဲ့မျက်လုံးအိမ်ထောင်းကနေကျွန်တော်တို့နှစ်ယောက်ကိုပဲစိုက်ကြည့်နေခဲ့ပါတယ်အတိတ်တုန်းကလူမင်းကိုပိုးပန်းခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့မိန်းကလေးတယောက်ကသူ့လက်ကိုဆွဲကင်လိုက်ပြီးရှန်ရှောင်းဝေကမလိုလားဘူးဆိုမှတော့ထားလိုက်ပါတော့နင့်မှာငါရှိသေးတာပဲလို့ပြောလိုက်တယ်အဲ့ဒီမိန်းကလေးဟာအချစ်မှာယူသွတ်နေတဲ့လူမိုက်တယောက်လိုပြုံးရင်းနဲ့လူမင်းစီကိုတိုးကတ်သွားပါတော့တယ်ရှန်ရှောင်းဝေကတော့ခေါင်းငုံထားပြီးအခွန်လွှာပြီးသားလိမ္မော်တီးတမောကိုသူမပါဆက်ထဲထည့်လိုက်ပါတယ်ပြီးတော့သူမကမုတ်တစ်ဖက်ကိုဖဲ့ပြီးကျွန်တော်ကိုတောင်ခွန်ကျွေးနေပါသေးတယ်ဒါပေမဲ့သူမရဲ့ဥကောင်းထက်ကတန်ရောစင်ရမှတ်တိုင်းတာ14တဖြည်းဖြည်းရောကျနေတာကိုကျွန်တော်သတိထားမိလိုက်တယ်သူမအသေးကွဲနေပြီးကျွန်တော်ကိုခုတုံးလောက်ကစိတ်ဖြေဖြောက်နေတာကိုကျွန်တော်သိနေခဲ့ပါတယ်လူမင်းကတော့သူ့မျက်ရည်တွေကိုအောက်အီးထားရပါတယ်နောက်ဆုံးမှာတော့အဲ့ဒီမိန်းဒီကလေးကသူ့ကိုထိတွေ့တော့မဲ့အချိန်မှာပဲသူကသူမကိုလုတ်တရက်တွန်းထုတ်လိုက်ပြီးငါဒါကိုလက်မခံနိုင်ဘူးလို့အော်ဟစ်လိုက်ပါတယ်ရှန်ရှောင်းဝေကျွန်တော်ကိုခွန်ကျွေးဖို့လုပ်နေတဲ့မုန်းဖက်လေးဟာလည်းလေထဲမှာတင်ရက်တန့်သွားခဲ့ပြီးကျွန်တော်ရဲ့နှက်ခမ်းသားမှာတင်ရက်တန့်သွားခဲ့ပါတယ်လူမင်းကအလွန်နဲ့ဆိုင်တဲ့တန်ရောစင်တွေနဲ့အခုလိုပြောလိုက်တာကိုကျွန်တော်တို့ကြားလိုက်ရပါတယ်ဒီအချိန်တစ်လျှောက်လုံးကျွန်တော်နှလုံးသားထဲမှာလူတစ်ယောက်တည်းပဲရှိခဲ့တာပါသူမလက်ထပ်တော့မယ်ဆိုတာကိုကျွန်တော်သိပါတယ်ဒါပေမဲ့ဒီနေ့တော့ဒီတစ်ချိန်တင်ပဲကျွန်တော်တက်တိမွေးကြည့်ချင်ပါတယ်တဲ့အဲ့ဒီလိုပြောပြီးတာနဲ့လူမင်းဟာခြေလမ်းကျဲကြီးတွေနဲ့ရှောက်လာပြီးကျွန်တော်ကိုဘေးဖက်တွန်းထုတ်လိုက်ကရှန်ရှောင်းဝေရဲ့မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ပြီးသူမကိုနမ်းလိုက်ပါတော့တယ်ရှန်ရှောင်းဝေဟာဘာမှပြန်လဲခုခံခြင်းမရှိခဲ့ပါဘူးတကယ်တော့လူမင်းကခွာဖို့ကြိုးစားလိုက်တဲ့အချိန်မှတော့သူမကသူ့ကိုသူမရဲ့ရင်ခွင်ထဲစီပြန်ဆွဲခေါ်လိုက်ပါသေးတယ်အခန်းထဲမှာခစ်တမြတနက်ပြစ်တန်တောင်မကြားရလောက်အောင်တိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့ဟိန်းထွက်သွားတဲ့အားပေးတန်တွေထွက်ပေါ်လာခဲ့ပါတယ်တချို့လူတွေဆိုရင်သူတို့ရဲ့ဖုန်းတွေကိုတောင်ထုတ်လိုက်ကြပြီးဓာတ်ပုံတွေရိုက်ကြပါတော့တယ်ကျွန်တော်ဘေးကစနစ်ကတော့ဟေးအမျိုးသမီးဇက်ပိုးနှစ်မှာရီးစားရှိနေသေးတယ်ဆိုတာကိုရောမှတ်မိသေးရဲ့လားလို့အော်ဟစ်နေခဲ့ပါတယ်ကန်ဆိုးတာကကျွန်တော်ကလွဲရင်ဘယ်သူမှအဲ့ဒီအတန်ကိုမကြားနိုင်တာပါပဲကျွန်တော်ခေါင်းထဲမှာတော့တတိပေးတန်တွေကတောက်လျှောက်မြည်နေခဲ့ပါတယ်တန်ရောစင်ရမှတ်သူများတို့ပြန်ရောက်သွားပါပြီတန်ရောစင်ရမှတ်သူများတို့ပြန်ရောက်သွားပါပြီသူတို့နှစ်ယောက်ဟာ2မိနစ်ခွဲလောက်ကြာအောင်အပါတရနန်းရှုံပြီးရဲ့နောက်မှာနောက်ဆုံးမှာလူချင်းခွာလိုက်ကြပါတယ်အဲ့ဒီအချိန်မှာတော့နှစ်ယောက်စလုံးအသက်ရှူတန်တွေပြင်းထန်နေပြ
တယောက်ကိုတယောက်မျက်တောင်မခတ်တန်းစိုက်ကြည့်နေကြပါတယ်နောက်တစ်စက္ကန့်မှာတော့ရှန်ရှောင်းဝေဟာလူတိုင်းရဲ့ရှေ့မှာတင်လူမင်းရဲ့လက်ကိုဆွဲပြီးအပြင်ကိုထွက်သွားခဲ့ပါတယ်စနစ်ကကျွန်တော်ကိုစိတ်ပြက်လက်ပြက်နဲ့တတိယအကြိမ်မြောက်တန်ရောစင်ရမှတ်မစ်ရှင်ကြရှုံးသွားပါပြီအင်ရှင်ခမည်းဆက်လုပ်ချင်သေးရဲ့လားလို့မေးခဲ့ပါတယ်ကျွန်တော်ခါခါတီးတီးပြုံးလိုက်ပြီးခေါင်းခါပြလိုက်တယ်မလုပ်တော့ဘူးကျွန်တော်အိမ်ပြန်ချင်ပြီးကျွန်တော်ရဲ့မျက်လုံးအိမ်တောင်းကနေမြင်လိုက်ရတာကတော့ရှန်ရှောင်းဝေရဲ့ခြေလမ်းတွေဟာစက္ကန့်ပိုင်းလောက်တုန်းကနေဖြစ်သွားခဲ့ပေမဲ့နောက်ဆုံးမှာတော့သူမဟာနောက်ကိုတစ်ချက်ကလေးတောင်ပြန်မကြည့်ပဲထွက်သွားခဲ့ပါတယ်သူမဟာလူတိုင်းရဲ့ရှေ့မှာကျွန်တော်ကိုစွန့်ပစ်သွားခဲ့တာပါကျွန်တော်အဲ့ဒီပွဲကျင်းပတဲ့နေရာကနေထွက်လာတဲ့အချိန်မှာတော့ရှန်ရှောင်းဝေရဲ့ကားဟာထွက်ခွာသွားတာကြာလာပါပြီဒီနေရာကလည်းအရန်ကိုခေါင်းတဲ့နေရာဖြစ်နေတာကြောင့်ကျွန်တော်အိမ်ကိုလမ်းလျှောက်ပြန်ဖို့ပဲရွေးချယ်စရာရှိပါတော့တယ်ကားတွေကတော့ကျွန်တော်ဘေးကနေတစီးပြီးတစီးအရှိန်နဲ့မောင်းထွက်သွားကြတယ်ကျွန်တော်ကိုမုန်းတဲ့သူတွေဆိုရင်တမင်တကာကားရက်ပြီးတော့ကျွန်တော်ရဲ့အရှက်မရှိပုံကိုလှောင်ပြောင်းသွားကြပါသေးတယ်မင်းရဲ့အဲ့ဒီလိုမျိုးသူများဖနှောက်နောက်တစ်ကောက်ကောက်လိုက်ပြီးဖားတက်တဲ့ပုံစံကိုငါအမြဲတမ်းယုံခဲ့တာကိုယ့်နေရာကိုတီးပြီးလက်ထောက်ကောင်းတစ်ယောက်ပြီးပဲနေစမ်းပါစိတ်ကူးရဲ့အိမ်မက်တွေမက်မနေနဲ့မင်းကလူမင်းမရှိတဲ့အချိန်မှာအခွင့်ကောင်းယူတဲ့ယုံမဲ့တည်တဲ့တကယ်တိရစ္ဆာန်ပဲတဲ့အဲ့ဒီလိုပြောပြတာနဲ့သူတို့ကကားအင်ဂျင်ကိုတမင်တကာဝုန်းကားနဲ့စောင့်နေလိုက်တာကြောင့်အိတ်ဆုံးဝေးတွေဟာကျွန်တော်ရဲ့မျက်နှာပေါ်ကိုပြန့်နှံ့သွားပါတော့တယ်ကျွန်တော်ကတော့မျက်နှာတုပ်ပေါ်တစ်ခုကိုထုတ်လိုက်ပြီးမျက်နှာကိုတုပ်လိုက်ရင်းနဲ့ပါးပြင်ပေါ်ကမျက်ရည်တွေကိုပါတပါးလေးခပ်ပေါ့ပေါ့ပဲတုပ်ပစ်လိုက်ပါတယ်ကျွန်တော်ကဘသူစီကမှတယောက်ယောက်ကိုတမင်တကာလူယူခဲ့တာမဟုတ်ပါဘူးကျွန်တော်ဒီဝတ္ထုတွေကိုကူးပြောင်းရောက်ရှိလာတဲ့အချိန်မှာလူမင်းဟာရှန်ရှောင်းဝေကိုစွန့်ပစ်ပြီးနိုင်ငံခြားကိုထွက်သွားခဲ့တာကြာပါပြီပြီးတော့ဇက်လိုက်မင်းသမီးဖြစ်သူကုဟမှုနဲ့လည်းဆစ်ဆက်ထားပြီးသားပါစနစ်ကကျွန်တော်ကိုပြောခဲ့ဒါကတော့ရှန်ရှောင်းဝေရဲ့တန်ရောစင်ရမှတ်ကိုတရားအထိအပြည့်ရအောင်လုပ်နိုင်ရင်သူမရဲ့တေဆုံးရမယ့်ကံကြမ္မာဆိုးကိုလုံးဝပြောင်းလဲပြစ်နိုင်မှာဖြစ်တယ်လို့ကျွန်တော်ကလည်းဒေါ်လာ9 သန်းကိုအိမ်ကိုယူဆောင်သွားနိုင်မှာဖြစ်တယ်ဆိုတာပါပဲအခုဆိုရင်ကျွန်တော်ဟာသူမရဲ့စိတ်ကိုရရှိဖို့အတွက်တတိယအကြိမ်မြောက်ဖြစ်စူးစမ်းခဲ့ပြီး၄ကြိမ်မြောက်ရှိခဲ့ပါပြီပထမတစ်ကြိမ်တုန်းကရှန်ရှောင်းဝေဟာရိုက်ကူးရေးဖွဲ့ရဲ့ပေါ်ဆမှုကြောင့်ဖြစ်ပွားခဲ့တဲ့မိလောင်မှုတစ်ခုထဲမှာပိတ်မိနေခဲ့ပါတယ်ကျွန်တော်ဟာကိုယ့်တက်ကိုယင်းပြီးသူမကိုကယ်တင်ခဲ့ပေမဲ့သူမနိုးလာတဲ့အခါမှာတော့မှတ်ညံတွေပျောက်ဆုံးသွားခဲ့ပြီးကျွန်တော်ကိုတရက်ခံလို့အထင်လွဲကအွန်လိုင်းပေါ်မှာဝိုင်းဝန်းတိုက်ခိုက်ခံရအောင်လုပ်ခဲ့ပါတယ်ဒုတိယအကြိမ်မှာတော့သူမဟာကျွန်တော်ကိုလက်ထပ်ဖို့နောက်ဆုံးမှာသဘောတူခဲ့ပါတယ်ကျွန်တော်ဟာလက်ထပ်ပွဲအတွက်နက်နက်ရှိုင်းရှိုင်းစိတ်နဲ့ပြီးမနာမနေ6လကျော်ကြာပြင်ဆင်ခဲ့ပေမဲ့ကျွန်တော်တို့ရဲ့မင်္ဂလာဆောင်နေ့မှာတင်လူမင်းကသူ့ပိုက်နာနေတယ်လို့ငိုယိုပြီးသူမစီဖုန်းဆက်လာခဲ့ပါတယ်သူမဟာကျွန်တော်ကိုချက်ချင်းစွန့်ပစ်ပြီးနိုင်ငံခြားကိုသွားမဲ့အစောဆုံးလေရင်လက်မှတ်ကိုဖျက်ခဲ့ပါတယ်သူ့ကိုပြုစုစောင့်ရှောက်ဖို့အတွက်ပါအဲ့ဒီတုန်းကတော့တန်ရောစင်ရမှတ်က60ပဲရှိသေးလို့ကျွန်တော်အပြစ်တင်နိုင်ခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့တန်ရောစင်ရမှတ်က69အထိတောင်ရောက်နေခဲ့တာပါဒါတောင်မှသူ့ညကိုပြန်ထိုးကျသွားတဲ့ကံကြမ္မာကနေမလွတ်မြောက်နိုင်ခဲ့ပါဘူးစနစ်ကကျွန်တော်ကိုအနည်းဆုံးတော့နောက်10ရက်နေရင်မင်းအိမ်ပြန်လို့ရပြီပဲဒါပေမဲ့ဒါကကံကြမ္မာကိုစန့်ကျင်တဲ့လုပ်ရဖြစ်တဲ့အတွက်ကြောင့်မပြန်ခင်မှာတံပြန်တက်ရောက်မှုတချို့ကိုတော့မင်းအောင်ကြီးခံစားရလိမ့်မယ်လို့နှစ်သိမ့်ခဲ့ပါတယ်ကျွန်တော်ကတော့ခါခါတီးတီးပြုံးလိုက်ရင်ကျွန်တော်ဒီလောက်တောင်အနှိမ့်ဆက်ခံခဲ့ရပြီးပြီပဲကြောက်နေအောင်မယ်လို့မင်းထင်လို့လားလို့ပြန်ပြောလိုက်ပါတယ်နောက်တစ်နေ့မှာတော့ရှန်ရှောင်းဝေရဲ့ရိုက်ကူးရေးအချိန်စရာရှိတာကြောင့်ကျွန်တော်ရိုက်ကူးရေးကွင်းကိုအစောကြီးရောက်နေခဲ့ပါတယ်ကျွန်တော်ကတော့အိမ်ပြန်ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ဘသူကမှလည်းဒုက္ခမပေးချင်တော့ပါဘူးဒါပေမဲ့ရှန်ရှောင်းဝေကနောက်ကျနေခဲ့ပါတယ်ကျွန်တော်သူမစီကိုတနာရီတီတီဆက်တိုက်ဖုန်းခေါ်ခဲ့ပေမဲ့ဘသူမှပြန်မဖြေခဲ့ပါဘူးဒရိုက်တာကရှန်ရှောင်းဝေကိုတော့အပြစ်မတင်ရဲတာကြောင့်ကျွန်တော်ကိုပဲသူ့ဒေါသတွေပုံချပါတော့တယ်မင်းကသူမရဲ့လက်ထောက်ပဲသူမကိုကြိုတင်ပြီးဘလို့ဆက်သွယ်ရမလဲဆိုတာမသိဘူးလားတဲ့ကျွန်တော်လည်းတောက်လျှောက်ဥညွတ်တောင်းပန်ရင်ဝေချကိုဖွင့်ပြီး message တွေကိုတစ်စောင်းပြီးတစ်စောင်းပို့နေခဲ့ပါတယ်သူမဘယ်ချိန်ရောက်မလဲဆိုတာကိုလှမ်းမေးနေခဲ့တာပါအရင်ကအကျင့်တိုင်းပဲကျွန်တော်သူမရဲ့လုပ်ငန်းခွင်အနာဂတ်အတွက်စိုးရိမ်နေမိပါတယ်ဒီရုပ်ရှင်ကသူမအတွက်အရန်ကိုအရေးကြီးပါတယ်အကယ်၍သူမသားကောင်းကောင်းတရုပ်ဆောင်နိုင်ခဲ့ရင်အကောင်းဆုံးမင်းသမီးစုကိုရရှိဖို့အခွင့်အလမ်းကောင်းရှိနေတာပါသူမဟာဒီဇက်ကောင်အတွက်၄နှစ်ကျော်ကြာအောင်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်ဒရိုက်တာကလည်းလုပ်ငန်းနယ်ပယ်ထဲမှာအရန်ကိုလေးစားခံရတဲ့ပုံကိုတယောက်ပါသူ့ကိုစိတ်ဆိုးအောင်လုပ်မိရင်တော့အနာဂတ်မှာသူမအတွက်အခက်အခဲတွေတေချာပေါက်ရှိလာနိုင်ပါတယ်ကျွန်တော်ကတော့ပူလောင်နေတဲ့ဒဲအိုးပေါ်ကပရွက်စိတ်တကောင်လိုဟိုဒီဒီပြပြတလဲရှောက်နေတော့မှာပဲဒရိုက်တာကကျွန်တော်စီရှောက်လာပြီးရှန်ရှောင်းဝေဟာသူ့စီမှာခွင့်တိုင်ထားပြီးပြီလို့လာပြောပါတယ်သူမကဒီနေ့အလုပ်ရှုပ်နေလို့မလာနိုင်တော့ဘူးလို့ဆိုပါတယ်ရှန်ရှောင်းဝေဟာလုပ်ငန်းနယ်ပယ်ထဲမှာနာမည်ကောင်းရှိပြီးအဆင့်တန်းလဲမြင့်မားတာကြောင့်ဒရိုက်တာကသူမစကားကိုချက်ချင်းယုံကြည်သွားခဲ့ပါတယ်ဒါပေမဲ့ရိုက်ကူးရေးအဖွဲ့ကတော့ဆုံးရှုံးမှုတွေရှိနေပြီဖြစ်ပါတယ်ဒရိုက်တာကရော်ကြေးတောင်းဖို့အတွက်သူမရဲ့မန်နေဂျာစီကိုကြားတင်ငွေစီရင်ပို့လိုက်ပါတယ်မန်နေဂျာကဒါကိုတီးသွားတဲ့အခါမှာတော့အပြစ်အလုံးနဲ့ဆုံးရှုံးမှုအလုံးကိုကျွန်တော်ပေါ်ပုံချလိုက်ပါတော့တယ်သူဟာသတိပေးချက်အနေနဲ့ကျွန်တော်ရဲ့လစာ3လစာကိုချက်ချင်းဖြတ်တောက်လိုက်ပြီးရှန်ရှောင်းဝေရဲ့ကုမ္ပဏီကူဖြတ်ထဲမှာတော့အဲ့ဒီအကြောင်းကိုအခုလိုတင်လိုက်ပါသေးတယ်ကျွန်တော်ကိုစံနမူနာပြအဖြစ်ပေးတဲ့အနေနဲ့အဲ့ဒီလိုတင်လိုက်တာပါရှန်ရှောင်းဝေကလည်းကျွန်တော်အတွက်ဘာမှဝင်ရောက်ရှင်းပြပေးတာမျိုးမရှိခဲ့ပါဘူးသူမဟာတိတ်တိတ်ဆိတ်ဆိတ်ပဲနေခဲ့ပါတယ်မုံလွဲ2နာရီခွဲချိန်မှာတော့လူမင်းကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာပို့တစ်ခုတင်ခဲ့ပါတယ်တပ်ပုံထဲမှာတော့သူတို့နှစ်ယောက်ရဲ့လက်ချောင်းလေးတွေဟာတင်းတင်းကြပ်ကြပ်ရှက်နွယ်နေကြပါတယ်စာသားမှာတော့ပြင်းနေတာနဲ့ပဲအနာဂတ်ရဲ့အကောင်းဆုံးမင်းသမီးလေးရှန်ရှောင်းဝေကိုလိမ်ပြီးခွင့်ယူခိုင်းကကျွန်တော်နဲ့အတူလျှောက်လေဖိုးခေါ်လိုက်တယ်လို့ရေးထားပါတယ်တယောက်ယောက်ကလည်းအဲ့ဒီအောက်မှာချက်ချင်းဆိုသလိုဒါဟာနတ်ဖန်ဆင်းတဲ့ဖူးစာပဲတကယ်ကိုပြည့်စုံတဲ့စုံတွဲပါပဲမင်းတို့နှစ်ယောက်တစ်သက်လုံးပျော်ရွှင်ပါစေလို့ကွန်မန့်ပေးခဲ့ပါတယ်တစ်သက်လုံးပျော်ရွှင်ပါစေဟိုလူကူစီအန်ကိုအခွင့်ကောင်းယူဖို့နောက်ထပ်အခွင့်အရေးမျိုးထပ်မပေးနဲ့တော့ဒီကွန်မန့်တက်လာပြီး9စက္ကန့်တောင်မပြည့်ခင်မှာပဲနောက်တစ်ယောက်ကမထီမဲ့မြင်ပြတဲ့လေတန်းနဲ့ပြန်ဖြေခဲ့ပါတယ်သူအခွင့်ကောင်းယူဖို့စူးစမ်းလဲဘာဖြစ်မှာလဲ
လေးနှစ်တောင်ကြာတာတောင်ရှောင်းဝေရဲ့နှလုံးသားကိုသူမရနိုင်ခဲ့ဘူးပဲတကယ်လူရှုံးရှင်ကြီးပါပဲရှန်ရှောင်းဝေကတော့ကျွန်တော်ကိုလောင်ပြောင်နေတဲ့ကွန်မန့်အားလုံးကိုလစ်လူရှုထားပြီးအောက်မှာဒီလိုပဲကွန်မန့်ပြန်ပေးခဲ့ပါတယ်မင်းပြောနေတဲ့၍တော့ငါဘာမဆိုလုပ်ပေးဖို့အစဉ်သင့်ပါပဲသူမဟာကျွန်တော်ရဲ့နာကျင်မှုကိုလုံးဝဥပိ္ပခါပြုပြီးသူမရဲ့လူမင်းအပေါ်ထားတဲ့သူမရဲ့အလိုလိုက်အကျဉ်းနာပုံမှုတွေကိုတပားသူတွေကကျွန်တော်အပေါ်ပုံအောပြီးစော်ကားမော်ကားပြောဆိုနေတာတွေကိုလုံးဝဂရုမစိုက်ပဲပြောင်ပြောင်တင်းတင်းဖော်ပြခဲ့ပါတယ်ကျွန်တော်လည်းဆက်ပြီးအောင်ရင်မထားနိုင်တော့ပဲသူမစီကိုဘာလို့ခွင့်ယူမဲ့အကြောင်းကိုကျွန်တော်ကိုကြိုးမပြောခဲ့တာလဲဆိုပြီးမိကုန်းထုတ်တဲ့ message တစ်ခုပို့လိုက်ပါတယ်ကျွန်တော်ကမင်းရဲ့လက်ထောက်တက်တင်မဟုတ်ဘူးမင်းရဲ့ရည်စားလည်းဖြစ်နေသေးတယ်လေတဲ့ဒီတစ်ချိန်မှာတော့ရှန်ရှောင်းဝေကအရန်ကိုမြင်မြန်ဆက်ဆန်းပဲပြန်ဖြေခဲ့ပါတယ်မင်းကလက်ထောက်တစ်ယောက်ပဲငါဘက်ကအရာအလုံးကိုမင်းစီကြိုပြီးအစီရင်ခံနေစရာမလိုဘူးတဲ့ကျွန်တော်ခါခါတီးတီးပဲပြုံးလိုက်မိပါတယ်တကယ်ကိုကောင်းတဲ့စကားလုံးပဲလက်ထောက်တက်ပဲတယ်လားလူမင်းအတွက်ကြတော့အရင်ကတရက်ကလေးတောင်ခွင့်မယူဘူးတဲ့လူတစ်ယောက်ဟာလူမင်းအတွက်ကြတော့မှရုတ်တရက်3ရက်တီတီခွင့်ယူခဲ့တယ်လို့အခုလဲကျွန်တော်နဲ့အပြတ်သက်စီချဖို့စူးစမ်းနေပါပြီသူမရဲ့နှလုံးသားထဲမှာလူမင်းထက်အရေးကြီးတဲ့သူဒါမှမဟုတ်အရာရာဆိုတာဘာမှမရှိဘူးဆိုတာရှင်းနေပါတယ်ကျွန်တော်လဲသူမစီကိုပြန်မသွားချင်တော့တယ်လို့သူမနဲ့ပတ်သက်တာမှန်သမျှကိုလည်းဂရုမစိုက်ချင်တော့ပါဘူးကျွန်တော်အလုပ်ထွက်ချင်ပြီးနောက်တစ်နေ့မှာမန်နေဂျာကိုရှာဖို့ကုမ္ပဏီကိုသွားတဲ့အခါလူမင်းနဲ့မတော်တဆပကုံးချင်းတိုက်မိသွားပါတယ်သူကမျက်မှောင်ကျုပ်ပြီးသူ့ပကုံးကိုပို့လိုက်တယ်ကျွန်တော်ကိုမော့ကြည့်ပြီးစူပူချင်းမောင်းတော့မဲ့အချိန်မှာပဲသူပြောမဲ့စကားတွေကိုပြန်မျိုးချလိုက်ပြီးကျွန်တော်ကိုမြင်သွားတဲ့အခါမှာပေါ့အဲ့ဒီနောက်သူကမျက်စိအောက်ခြေကိုလက်မြန်စွာနဲ့ပဲကျမ်းပြင်ပေါ်ကျသွားတဲ့ကျွန်တော်ရဲ့အလုပ်ထွက်စာကိုကောက်ယူလိုက်ပါတယ်အဲ့ဒါကိုမြင်သွားတဲ့အခါသူကအန်အော်ဒါကြီးနဲ့အသက်ရှူအောင်သွားပြီးရှောင်းဝေကကျွန်တော်နဲ့အပြင်ခဏသွားဖို့ခွင့်ယူလိုက်ရုံတင်မှာမင်းကဘာလို့အဲ့ဒါကိုပြဿနာရှာပြီးအလုပ်ထွက်ဖို့အထိလုပ်နေရတာလဲလို့ပြောလိုက်တယ်စကားတခွန်းနဲ့တင်သူကကျွန်တော်ကိုဘာမဟုတ်တာလေးနဲ့ပြဿနာရှာတတ်သူအဖြစ်တစိတ်ကပ်လိုက်ပါတယ်တကယ်တောင်းပန်ပါတယ်စီအန်ရကြွကျွန်တော်တို့အပြင်မှာအရန်နောက်ကျသွားလို့နည်းနည်းပင်ပန်းသွားတာနဲ့သူမကိုကျွန်တော်နဲ့အတူရှိပေးဖို့ခွင့်ယူခိုင်းလိုက်တာပါမင်းကိုကြိုပြောဖို့ပဲမေ့သွားတာပြန်ပေးရမလား